က်ရွက်ခြင်းတူတူပဲဖက်ရွက်ခြင်းတူတူပဲစပယ်ပန်းနဲ့ဆုံလိုက်ရတဲ့ဖက်ရွက်ကြတော့မှုေးကြံရစ်တယ်ငပိပုတ်ထုတ်လိုက်လို့ငပိပုတ်နဲ့ဆုံစည်းလိုက်ရတဲ့ဖက်ရွက်ကြတော့နန်းစော်ကြံရစ်တယ်ဟောဆုံစည်းမှုကိုကြည့်လိုက်စိတ်စေတနာမရှိတဲ့အရာသည်ပင်လည်းမကောင်းတာနဲ့ဆုံရင်မကောင်းတာဖြစ်သွားတတ်တယ်ပေါ့ကောင်းတာနဲ့ဆုံမှကောင်းတာဖြစ်တယ်အေးဒါကြောင့်တာဟုဒတနာမရိယာနာအရိယာနာမြင့်မြတ်ဖြူစင်တဲ့ပုဂ္ဂိုလ်တွေကိုဒတနာတွေ့ဆုံရခြင်းဟာတာဓုသိကောင်းတယ်တဲ့ဒါခိတ္တခဏဆုံရတာတောင်ကောင်းတယ်လို့ဆိုတော့တဏ္ဏိဝါသောတထာတုခောအမြဲတမ်းအတူတကွနေမယ်ဆိုလို့ရှိရင်တော့အကောင်းဆုံးချမ်းသာဖို့ပဲဒီလိုဆိုလိုတာပေါ့အဲ့ဒါလို့မြင့်မြတ်တဲ့ပုဂ္ဂိုလ်တွေနဲ့နေလို့ရှိရင်မိမိဖို့ဟာအချိန်မရွေးကောင်းမြတ်တဲ့အကျိုးကျေးဇူးတွေဟာဖြစ်ပေါ်ပြီးတော့နေတာဆိုပါစို့ရှင်သာရိပုတ္တရာလိုသူတော်ကောင်းကြီးနဲ့ဆုံစည်းကြရတဲ့ယဟန်ပုဂ္ဂိုလ်တွေဟာရှင်သာရိပုတ္တရာရဲ့အဆုံးအမတွေအကျဉ်းတရားတွေပညာတွေနဲ့ရရှိပြီးတော့နေကြတာဒါကြောင့်မို့ရှင်အနန္ဒာကပြောတယ်ရှင်သာရိပုတ္တရာပြိဋိဘံဆံသွားပြီဆိုတော့ရှင်အနန္ဒာဝမ်းနဲ့စကားဆိုတယ်ဗျာရှင်သာရိပုတ္တရာပြိဋိဘံဆံတယ်လို့လည်းကြားလိုက်ရောသူ့မှာယူကျုံမရဖြစ်ရတယ်ယူကျုံမရဖြစ်တယ်ဘာဖြစ်လို့ဒီလိုဖြစ်ရတုံးလို့ဆိုတော့ရှင်သာရိပုတ္တရာဟာတဲ့မိမိတို့ရဲ့အပေါင်းအသင်းတွေတပ္ပမစာရီဆို colleagues သတင်းသုံးပေါ်တွေလှုပ်ဖို့ကံဘက်တွေလို့အဓိပ္ပာယ်ရတယ်အဲ့ဒီပုဂ္ဂိုလ်တွေကိုတရားဓမ္မနဲ့ချီးမြှောက်တတ်ပါတယ်တဲ့နော်အရိယပုဂ္ဂိုလ်တွေဟာတရားဓမ္မကိုအလွန်မြတ်နိုးတာအဲ့ဒီလိုမြင့်မြတ်တဲ့အသိပညာတွေကိုဖြစ်ပေါ်စေတတ်တဲ့တရားဓမ္မတွေဟောပြောဆုံးမလို့ရှင်သာရိပုတ္တရာတိုက်ကျွေးတဲ့တရားရည်အေးတွေကိုတောက်ချိုးရတဲ့အခါမှာစိတ်နှလုံးအေးချမ်းသာရမှုတွေကိုရကြလို့ရှင်သာရိပုတ္တရာမရှိတော့ဘူးဆိုရင်ဒီအခွင့်အရေးတွေတို့ရတော့မှာမဟုတ်ဘူးလို့ဒါကြောင့်မို့လို့ရှင်သာရိပုတ္တရာမရှိတဲ့အခါစိတ်ထဲမှာယူကျုံမရဖြစ်ပါတယ်လို့ရှင်အနန္ဒာကလျှောက်တာလေအဲ့တော့ဒီလိုအတူတကွနေလိုက်ရပြီဆိုလို့ရှိရင်တော့တဏ္ဏိဝါသောတထာအတူတကွအမြဲတမ်းနေခွင့်ရသွားတဲ့ပုဂ္ဂိုလ်တွေကြတော့သူခေါ်လက်ရှိဘဝမှာစိတ်ချမ်းသာမှုတွေကိုယ်ချမ်းသာမှုတွေရရှိနောက်ဆုံးမှာအသိပညာ